မင်္ဂလာပါကျွန်တော်ဘောလုံးပွဲအကြောင်းလေးမတင်ပြဘူးเนาะတိုင်းအောင်လည်းဘာမှမတင်ရကြာပြီဒီနေ့ဘူလူပွဲပေါ်တူဂီနဲ့စပိန်ဘူလူပွဲလေးကိုကျွန်တော်ဒီနေ့လေးပြန်ပြီးတော့ပြပြပေးမယ်ဖြစ်နိုင်ပွဲလူချင်းလေးပြပြပေးမယ်ကိုအားပေးတဲ့အတင်းကျွန်တော်အနိုင်ရိုးလို့ကျွန်တော်အားပေးတဲ့အတင်းနိုင်တယ်ပြောပါเนาะပြောပြီးသားဆိုတော့စမယ်ရေလို့ပြောရင်ဒီပွဲမှာနိုင်နိုင်ကြီးအများဆုံးအတင်းရစပိန်အတင်းဖြစ်တယ်ကျွန်တော်လက်ခံတယ်ကျွန်တော်ပေါ်တူဂီအတွက်ပေါ်တူဂီဖန်ဗျာပေါ်တူဂီဖန်မို့ရိုနယ်ဒိုဖန်เนาะသူပြောတာရိုနယ်ဒိုဖလားရတဲ့နေတဲ့ပေါ်တူဂီကိုအားပေးမယ်ဒီညဆိုတော့လူစင်းကိုစပြောမယ်ဗျာလူစင်းနေရာမှာဆိုရင်စပိန်တင်းကိုစပြောဘုသမားနေရာမှာဆိုရင်ဆိုင်မွန်ပါလာနေဗျာဆိုင်မွန်ပါလာနောက်တန်းစင်တာဘက်2ယောက်နေတယ်ဆိုရင်ဒီနော်မန်ရဲ့ဟာဆင်ရဲ့ပါလာနေဗျာပါလာနေတယ်ပြီးလက် right wing မှာဆိုရင်ပထူပိုရှိမယ်လက်ဝင်းမှာပူရဲတာရှိမယ်ဒါသူတို့ရဲ့နောက်တန်းလုံးဝအမားကြီးอ่ะအလဲမှာကြီးအလဲ3ယောက်တော့ဆိုပြပက်တီရှိရလူရှိရမာရီနိုရှိရနော်ရှေ့တန်းကလည်းကြည့်တော့လမိုင်းရတယ်အစောတစ်ခါကိုပြောရမယ်လမိုင်းရတယ်ဝီလီယံဒီကိုလည်းဝီလီယံဘယ်တော့ကောင်းလဲဖြစ်နေလူငယ်ကြီးပဲစပိန်တင်းဆောင်းရကောင်းတဲ့အတင်းကျွန်တော်လက်ခံငကုံတော့စပိန်ကြိုက်တော်ရဲလို့ပြောရှိတော့ကျွန်တော်ကြိုက်တယ်စပိန်တော်ရဲနဲ့ဒေးဗစ်ဗီလာတွေ့လို့ကျွန်တော်ကြိုက်တယ်ဗျအဲတော့စပိန်အားပြီးဖလားရတယ်ကွာအဲတော့နော်အလဲမှာဆိုရင်ကြားတဲ့ပဲရှိတယ်ကြိုက်တယ်အကောင်ကြီးနော်လူငယ်လေးကိုကြည့်တာနိုင်ကြီးလည်းအများကြီးရှိတယ်ဒါထူးထူးပြောကြလို့သူတို့ရဲ့လေးလုံးလုံးသားကတော့ပြောနေလာတာစပိန်ပြောတော့ပြောနေတာပေါ်လူလူစင်းရရတယ်နော်ပေါ်လူမှာကန်စီလူပါတော့တင်ဘောင်ဝင်တော့ဗျာဒီကိုဒါတော့တက်တယ်ကြီးမတုံးတော့ဗျာဒီတိုင်းမှာဒီနေ့တုံးဆိုတော့ကိုယ်မကတော့ဒီတိုင်းပဲကော့စတာတော့ဒါလည်းသူ့ရဲ့ကောင်းတဲ့ဘုံတော်မရှိဘူးဗျာအဲ့မှာလေနောက်တန်းကို red back လက်ဘက်ရှိတော့ဗျလက်ဘက်မှာမန်ဒက်ရှိမယ်မန်ဒက်သူကကောင်းတဲ့ခါသားလေးရောက်ပဲ right back မှာဆိုရင်စီမံလို့ရှိမယ်စင်တာဘက်ကလူပင်ကြီးရဲ့က NCU ရှိမယ်အဲ့မှာဒေါ်စရာသူကတပည့်ပြဖို့ဆိုပေါ်လူကြီးကသူကကောင်တာတိုက်စစ်ဆောင်တယ်တင်ညာစပိန်ကိုတွားပြီးဖွင့်ဆိုရင်ကိုပြက်ရှုံးမှာဟုတ်တယ်မလားအဲ့တော့သူကတပည့်ပြဖို့နဲ့ဆောင်ပါတယ်ဂျင်းတယ်သူကဘိုင်ဒင်ညာနဲ့ဒါပဲရှိမယ်နော်ဘိုင်ဒင်ညာနေပဲရှိဘိုင်ဒင်ညာဆိုတာလောလောလက်ချန်ပီယံကြီးဖလားကြီးထားတယ်ဒါကမှကောင်းတယ်နော်ဒီကြီးဘယ်တော့ကောင်းလဲများတော့ဒီသူထိမှာကွင်းလေစပိန်ကွင်းလေကိုဒီကခံတော့မှာဖာနေတဲ့မဟုတ်ဘူးဒီတင်ညာနဲ့နေဘက်အတွဲဖာနေတဲ့မဟုတ်ဘူးစပိန်တင်းကိုဒီကဆုံးခံဆုံးမှာနော်ကွင်းလာအပြန်မှာဖာနေတဲ့မဟုတ်ဖာနေတဲ့ကတော့သူထုံးနေတိုင်း assistant AM ပဲပေါ့ဗျာ assistant verify ကိုဆုံးတဲ့ဘက်ကြည့်လိုက်နှစ်တူရှိမယ်နှစ်တူပါလာနေတယ်ဗျဘာလေးကြီးဘာလို့ရွေးလဲဆိုတာဘာလေးကြီးကိုကြောင်းလေတည်တယ်ဘာလေးကြီးကိုဆိုတာဘယ်လိုရမလဲစူပါဆက်ဗျာစူပါဆက်ဆိုတာ substitution လုပ်အကောင်းဆုံးကစားသမားတယောက်ဒါဘာလေးကြီးကိုတိုက်စစ်ကတော့ထုံးတဲ့နိုင်ရိုနယ်ဒိုကိုတော့ကမ္ဘာဖလားတော့ကလူတင်မှာရေးကြီးပွဲကြမှာခြံခဲ့တယ်ဘာလို့ထက်လုံးမှာမဟုတ်ဘူးလို့ထင်တယ်ပြီးတော့အရင်နီးပြလည်းမဟုတ်ဘူးဆောက်ကတုံးလို့မဟုတ်ဘူးဗျာသူကဆောက်ကတုံးမဟုတ်ဘူးဒီနီးပြမာဒီနဲ့နော်ဆိုတော့ပေါ်ဒီမှာအဓိကနိုင်ကြီး1%နဲ့ရှိရဆိုရင်တော့အဲ့1%စုပ်ကိုင်းနိုင်တဲ့ကစားသမားတယောက်ရှိတယ်သူအဲ့လိုကစားသမားဖြစ်ကြအောင်လေ10သုံးနှစ်စုပဲနှစ်20ဗျာကျွန်တော်တို့ရိုနယ်ဒိုနိုင်ရောက်တာ2000ဘယ်လောက်ကျွန်တော်မှတ်မိကျွန်တော်တိရတော့2003 2004မှာပကံပြောင်းပြီးတော့တနည်းဆို2000 2006လောက်ဖြစ်နေတယ်နော်အဲ့ဒီတော့ရိုနယ်ဒိုတက်က19နှစ်ရှိပြီအဲ့ဒီနေဗျာ19နှစ်40ရောက်ပေါင်း20ကျော်သွားပြီ20ကျော်သွားပြီ2008ကနေစပြီးတော့ရိုနယ်ဒိုဘာကောင်လဲဆိုတော့2008တက်တည်ပြတာဒီမှာနော်တီးဖို့ပြောတယ်ဆိုတော့ကျွန်တော်ကတော့ဒီပွဲမှာ90ဖြစ်စီမ90ဖြစ်စီပေါ်တူအားပြီးမင်းညတနာကြီးပွဲမှာပေါ်ဒီနေ့ဒူရှိမယ်ပေါ်တူဘီဖန်နေရိုနယ်ဒိုဖန်နေအားလုံးဒီကနေတော့အားလုံး fighting ပြောရင်စပိန်အင်းနိုင်သွားလို့လေဝမ်းနေကြအောင်မရှိဘာလို့သူတို့ကတကယ်ကောင်းတဲ့အတင်းကိုကျွန်တော်လက်ခံထားတယ်တကယ်ကောင်းတဲ့အတင်းအခုအတင်းကြီးအားလုံးထဲမှာအကောင်းဆုံးလေပြင်သစ်ကသူနိုင်ကန်သွားတယ်တူးကြီးဆိုတဲ့အနေထားပြီးတော့ဖိုက်ဘူးဖြစ်သွားတော့လေတန်းပြင်သစ်မှာအမ်ဘာဘီဘလောက်ကောင်းလဲဆိုတာလေခင်ဗျားတို့တီးပြီးသားနော်အဲ့တော့ဒီညအဓိကကြည့်ရမှာစပိန်ဘက်ကကူကူရဲကကြောက်ထတယ်မထားဘူးဆိုတာအဓိကကြားတယ်
ကူရလာကြောက်ထားပါရင်စပိန်နိုင်ကြောက်မထားရင်ဟိုကန်စီ၄ယောက်တန်းမှာရှိရပြဖို့တကယ်ပြဖို့2ယောက်ကဘောင်နေရဲဆိုတာသူတို့ကလည်းအင်းနေတာဒီပုံပြီးတော့တက်တီပြနေပြနေတော့ဒီရနေမှာနော်အဲ့လိုကောင်ကြီးရှိနေဒါကြောင့်ပြောချင်တယ်ဆိုတာရာဂိုင်ကြီးနိုင်ကြီးရာဂိုင်လုံးကိုဒီမှာဘယ်လိုပေးရတယ်ဆိုတော့ကြည့်လိုက်အောင်ခဏလေး draw တဲ့ win နဲ့သူတို့က8ချိန်တွေ့လာတာနောက်ဆုံး8ချိန်မှာတည်9ချိန်ကြာတယ်စပိန်က2ချိန်နိုင်တာပေါ်ပြီး1ချိန်နိုင်တာအဲ့မှာပြမယ်စပိန်နိုင်ထားတဲ့2ချိန်ပြောတယ်တွေ့ရမယ် Z1 နော် Z1 နော်2000တော့ Z1 2010တော့ 1Z ဒါသူဘာမှမမှာဒီမှာပေါ်တူဂီနိုင်ထားတော့ကြည့်လိုက်2010မှာပဲ6Z နဲ့ပြန်နိုင်ထားတာဒါပေမဲ့အဲ့ဘွဲကချစ်ကြီးပွဲဖြစ်နေခက်နော်ကျွန်တော်ကတော့တည်ရည်ဆိုတော့ကျွန်တော်ကတော့ဒီပွဲကိုမိနစ်9နဲ့မပြီးဘူးလို့တော့ထင်တယ်မိနစ်9နဲ့မပြီးဘူးအချိန်ပိုပါလေးဆက်သွားမယ်ဗျာဘယ်နဲ့ဒီဖြစ်သွားတယ်ဖြစ်သွားနိုင်ဆိုတော့လူပြောတယ်မိနစ်9နဲ့မပြတ်ရင်တော့ဒါအကြီးကြီးကျွန်တော်ခံမှန်းနေကျွန်တော်ရဲ့ဟိုအိုင်တော့အတင်းလေးဖြစ်တဲ့ဟိုပေါ်တူဂီအတင်းပဲဖလားရအောင်လို့ထင်တယ်မိနစ်90အတွင်းမှာဆိုတော့စပိန်နိုင်နေပြီ69ရာခိုင်နှုန်းရှိတယ်နော်အဲ69ရာခိုင်နှုန်းမှာမနိုင်ရင်စပိန်ကဒုတိယလူစီတူတွင်သို့မဟုတ်အာဆင်နယ်ဖြစ်သွားနိုင်တယ်ဆိုတော့ပြောရင်လည်းကျွန်တော်ရဲ့ live ကိုဒီမှာပဲကျွန်တော်ရဲ့တင်ဆက်မှုကို live လုပ်မှုကျွန်တော်တင်ဆက်မှုတော့လည်းဆုံးတက်လိုက်အားလုံးကြားရပါတယ်ချမ်းသာရပါစေအားလုံး fighting ပေါ်တူဂီနဲ့တူရှိမယ် Ronaldo fan တွေအားလုံးပေါ်တူဂီနဲ့တူရှိမယ်ဆို